6 kilo လောက်ပဲပြေးရကောင်းမှာထင်နော် တော့ပါ ဒါပေမဲ့ 15k ပါပဲ ဒီနေ့ပြေးလို့ရပါတယ် ဒီနေ့တော့ပြေးလိုက် ဒီနေ့ပြေးတာတော့ရအဲ့ပေါ့ rerun ပါပဲဟိုစပြေးခိုင်းနေဆိုအခုစပြီးတော့ဆိုပြီးတော့မှဆိုလို့ရှိရင် fast နဲ့ short ဒီလိုထားလိုက် okay better တိုင်းယူโอเคအဲ့ဖုန်းမယ်ဟုတ်ကဲ့ ultra race ဆိုတော့ hydration ကိုအရင်ဦးစားပေးမယ်ပေါ့နော် hydration ကိုအရင်ပြောလိုက်ပါမယ်ဆိုတော့ fuel ကတော့အကုန်လုံးက bike စားဘာစားမလဲဆိုတာခန္ဓာကိုယ်ကအချက်ပြရင်စားဖို့ကအကုန်လုံး prepare လုပ်ကြတယ်ဒီတောက်ဖို့ကဘယ်သူမှတိတ်ပြီးတော့အာယုံတိတ်မရှိကြဘူးပေါ့နော်အဲ့တော့ hydration မှာ electrolyte တွေပေါ့ electrolyte ဆိုတာဆို rider တို့ဘာလို့ဒီမှာ station တွေကအကုန်ထားပြီးသားเนาะအဲ့တော့ hydration ကိုသူ့ရဲ့ကိုယ့်ရဲ့ timing လေးတိုင်း hydration လုပ်စေချင်တယ် ဟေးကိုဟိုပစ္စည်းလေးချက်စစ်ပေးပါကိုဒီက list ခေါ်ပြီးလိုက်မယ်နော်အင်ဂျီရယ်ဟိုဘောင်းမီရယ် hydration bag ဟို soft flask နှစ်ခုရှိတယ်အဲ့ဒါအိတ်ထည့်လိုက်မယ် okay 60ကီလိုမီတာမှာငါမြင်တဲ့ race ပေါ့နော်ဒီ station တွေတစ်ခုနဲ့တစ်ခုက8ကီလိုမီတာပဲခြားတော့ဟိုရေမလောက်မှာပေါ့နော်ရေမလောက်မှာတစ်ချက်ဟိုစိတ်ပူတယ်ပြီးတော့ဒီခြေထောက်ခောက်မှာပေါ့နော်ဒီပေါ့အဲ့ဒါကြောင့်ခုနပြောလို့ပဲခြေထောက်မခောက်အောင်အဓိကသတိထားမယ်ပြီးတော့ဒီရေကိုလုံလုံလောက်တည်သွားမယ်ပြီးတော့ဒီ energy ကျဲတို့ဘာလို့ဒါကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မူတည်ပြီးတော့တုံးချတတ်ဖို့တော့လိုတာပေါ့ အဓိကကတော့ injury မဖြစ်စေနဲ့ပေါ့ ဒါဆိုလန်းနေတာဆိုတော့မဆိုပါ အဓိကရေနဲ့တောက်ပေါ့နော် hydration ကတော့ natural hydration ဒီတော့လက်ကကင်သွားမှာဟုတ်ချင် ဘူးကတော့ကင်သွားတော့ရှာ station နေနေရှိရရှိမယ်နဲ့ session နဲ့ရှိ CP2 မှာကိုရီးယား CP4 အတွက်လိုအပ်မဲ့ပစ္စည်းကို2မှာထားခဲ့မယ်4ရောက်ပြီဆိုတာနဲ့ကိုလိုမဲ့ပစ္စည်းကိုပြန်ယူပြီးတော့4မှာပြန်ထားခဲ့လိုက်မယ်ဒါကိုယ့်ရဲ့ game plan ပေါ့နော် ဒီနားလောက်ကြာရင်တော့ဟိုခုနကပြေးလာတဲ့တော့ 2k မှာလေ pace ကတော့မတူလောက်တယ် ဒီမှာဟုတ်တယ် ရှေ့တီပြေးဟိုရှေ့တီပြေးရမှာ ကန်ဆုံးကိုရှင်းလာတယ် ရှေ့ကြရင်ညာချိုကန်အောင်တစ်ပတ်မပတ်ဘူးလမ်းမမောင်ရနေစိတ်ပူတယ် ဖုန်းက ဒီ map ယူသွားမှတော့ရမှာမသိဘူး ပြေးလို့တော့ကောင်းမှာမဟုတ် ဘယ်နံပါတ်လဲပါပြီဘယ်နံပါတ်ချိုးရောနော် okay ဟိုကတော့မပါလာဘူးရှင် walking stick walking stick မပါဘူး yeah 33လို့ရပါတယ် ခယူဆိုင်နော် good luck thank you baby ready ညာ ကျွန်တော်ရောက်ပြီ ခုပဲ ခုမှရောက်လာ ဟုတ်တယ်မနေ့ညနေရရောက်တာဒီနေ့ကတော့ဟိုမနက်ပိုင်းတငယ်ချင်းတွေပဲပစ်ထုတ်လိုက်ပါလို့လိုက်နေပြီးတော့အခန်းမှာပဲနားဖြစ်နေတာ ready ပါပြေးမှာ ကျွန်တော်33 33 bro ဘယ်လောက်ပြေးဖြစ်မှာ ကျွန်တော်15ပဲကျွန်တော်15ပဲ ဘောတော့60ပေါ့ ကျွန်တော်ပထမဆုံး trail run ပေါ့ နော်ပထမဆုံး official trail run ဘယ်လိုပြင်ဆင်ထားလဲအခု ကိုလိုအပ်တဲ့ gear တွေပြီးတော့ training တွေပြီးတော့ဟို strategy ပေါ့နော်ကိုအခုဒီမှာဆိုလို့ရှိရင်ဒီ hydration strategy တွေကိုသွားမယ် nutrition plan တွေဘယ်လိုသွားမလဲကြိုတင်ပြင်ဆင်ထားတယ် 12နိုင်စာလောက်ကိုပြေးရမှာနော် 12နိုင်သာ 12နိုင်စာလောက်ပြင်ထားတဲ့ဟာလေတော့ဆောက်ထမ်းသွားမှာနော် ဟမ်ဝါအိမ်နဲ့အိမ်မှာအပြည့်လုံးဝဘယ်ဘက်နိုင်လိုက်တာနဲ့ဘာရှိမလဲညာဘက်နိုင်လိုက်တာနဲ့ဘာရှိမလဲအပေါ်တော့မှာဘာရှိမလဲပိုးထုတ်ယူမယ်ဆိုရင်ဘယ်လိုလှမ်းယူမလဲအနောက်ကိုလှည့်ကြည့်ပြရမလို့လုံးဝအလို့ရနေဖို့ပါ အဓိကဝင်ပြန်ပြတဲ့အကြောင်းရင်းကလည်းဒီ15 km ကိုကျွန်တော်အမြန်ဆုံးဘယ်လောက်ထိသွားလို့ရနိုင်မလဲဆိုတဲ့ဟာကိုဟိုပုံမှန်ကျွန်တော်ပြေးခဲ့တဲ့ပုံစံကြောင့်နည်းနည်း mental barrier တစ်ခုကိုကြော်ဖြတ်တဲ့ပုံစံမျိုးဆိုတော့ mindset မျိုးနဲ့သွားတာပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်15ကကြတော့ကျွန်တော်
နည်း speed ဘိုင်းကိုနည်းနည်းလေးပို့ပြီး challenge လုပ်ကြည့်ချင်တာပေါ့နော် trail ကတော့တချို့ကြတော့ပြောတာတော့ trail က speed ကိုအရင် focus လုပ်လို့မရဘူး injury မဝင်အောင်မဲ့သတိထားသွားဖို့တော့ပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ15 kilometers ကိုenjoy လေးလုပ်ရင်းနဲ့ကိုဘယ်လောက်ထိအမြန်လေးသွားလို့ရနိုင်မလဲဆိုတဲ့ဟာမျိုးလေးကိုတော့ကျွန်တော်ပြေးကြည့်ချင်တာပေါ့နော်အဲ့ဒါကြောင့် trail running ကတခုရရှိတယ်ကျွန်တော်လည်းပထမဆုံးစပြိုင်တာဗာလဲပုပ္ပါပွဲလीအဲ့တော့ပုပ္ပါပွဲစပြေတော့လုံးဝဘာမှမသိဘူးလေဒီတိုင်းပဲဟို road running လိုမျိုးပဲ trail running ကိုပထမဆုံးစ join တော့ဘာမှတေချာ preparation မရှိဘူးအဲ့တော့အစားတောက်တွေလည်းဘာမှမပါဘူးလမ်းလဲရောင်းလဲကြောင်း bike တွေစားပါညာဖြစ်အဲ့မို့တော်ဒုက္ခရောက်ခဲ့တာနောက်ဆုံးပန်းလန်းဝင်ပြီးတော့မိမအောင်ပြောရင်ငါနောက်တစ်သက်လုံး trail running မပြေဘူးလို့စိတ်နာပါဗျာအဲ့တော့အဲ့မှာတော်ညစ်ပါဒါပေမဲ့နောက်2ရက်လောက်လဲနေရော bro အဲ့ဒီလမ်းကြောင်ပြန်သွားခြင်းလားအဲ့လိုစိတ်ကဖြစ်သွားဗျာ trail running ကအဲ့မှာသွားပြီးသွားရင်ယောဂထားပြီ ဟုတ်တယ်အဲ့ပိုးရှိရဲ့အဲ့ပိုးဝင်သွားရင်အဲ့ပိုးကလိုက် trail running ကလားဟုတ်တယ်နော်ကျွန်တော်လည်းကြိုက်တယ် trail running အဲ့ကျရင် equipment တွေလာပြီဗျာ ကျွန်တော်တော့ဘာ trail running မှာဖက်နဲ့မှာတော့မပါလာဘူးကျွန်တော်တော့မနေ့ကရိုးရိုး ultra boost နဲ့ပဲပြေးရမယ်ထင်ပါတယ်နော်ရတယ် ဟုတ်တော့မနေ့ပြန်15လမ်းကြောင်းကသူကဟို technical အရန်ဆန်တာမပါဘူးဟိုနည်းနည်းဂမှုလေးဂမှုရမို့ကြောက် slip လေးနည်းနည်းရှိမယ်သဲနည်းနည်းရှိမယ်ပြောမယ်ဆိုရင်ပကံပြေးမဲ့လမ်းကြောင်းကိုမှနည်းနည်းလေးဟိုဂုံးတက်အစင်းလေးလောက်ပဲသွားမှာဆိုတော့ဟို ultra boot လည်း road shoe နဲ့လည်းရတယ်ပိုတော့အားတာတွေရဲ့ဟုတ်တော့တချို့ကျတော့15ဟာဒါ trail ဖြစ်ပြီးငါ trail shoe နဲ့သွားမယ်ဆိုသူက grip ကောင်းတော့အရှိတ်သိမ့်မရောက်တော့ကိုကဟို signature ဖက်နဲ့ကိုအတွက်ဟို performance ထုတ်ပေးနိုင်တဲ့ဖက်နဲ့စီအဆင်ပြေတယ်အခုအဲ့ဒီဟိုပါပေါ့နော် running နေဒီပေါ့နော် trail တွေ hot ဖြစ်လာတယ်ဆိုတာကလေသူက sport တစ်ခုတည်းမဟုတ်ဘူးသူက community တစ်ခုလိုဖြစ်သွားတာ ဟုတ်တယ်နော် အခုလာတဲ့လူတော်တော်များများကတယောက်တည်းမဟုတ်ဘူး မိသားစုလိုက် မိသားစုလိုက်ကိုလာတယ် enjoy လုပ်တယ်ဆိုတော့ဟိုအားကစားလေးလုပ်ရတယ်ပြီးတော့ခီးလေးထွက်ရတယ်ဆိုတော့ စိတ်ပန်းဖြစ်ရဲ့ပုံပဲမျိုး စိတ်ပန်းဖြစ်လူတွေပိုစိတ်ဝင်စားလာကြတာပေါ့နော်ပြောချင်တာကတော့ဒီအပြေးကပွဲတွေများလာတယ် community ကတစ်နေ့နဲ့တစ်နေ့ကို double တက်လာတာ ဟုတ်ပါ okay ဗျာအားလုံးအားဆိုတော့ good luck မနေ့ကမှကွင်းထဲမှာ ဆုံးမယ် okay bro finish line မှာလည်းဆုံးမယ် okay bro good luck good luck ဟာဆို